အဲ့ဒီရာဇဂျုံမြို့ထဲမှာဘေးတဲ့တောင်းစားအဖွားပေါ်မကြီးတယောက်ရှိတယ်နာမည်ကစန္ဒာလီတဲ့ဘယ်လိုလဲအဲ့ဒီစန္ဒာလီတောင်းသားမကြီးအသက်ကကြီးမျက်စိကမှုံအကိုစရာသားသမီးကမရှိမြို့ထဲရွာထဲလှဲပြီးတော့တောင်းစားဘာကုသိုလ်ကောင်းမှုသူ့ဘဝတစ်လျှောက်လုံးလေးဘာကုသိုလ်ကောင်းမှုကုသိုလ်နဲ့ပတ်သက်လို့နည်းနည်းကလေးနှမ်းစီလေးတစ်စီတောင်ပါမသွားအဲ့ဒါမြတ်စွာဘုရားရွှေညံတော်ကွန်ရက်ထဲတောင်မွေးကြီးနဲ့ခွက်လက်ဆွဲတောင်းစားနေတဲ့တရောင်းသားမကြီးပေါ်လာတော့မြတ်စွာဘုရားကအလိုဒီဘဝကိုကြီးဘယ်လိုဖြစ်မလဲဒီနေ့သိမယ်ဘဝကြီးကသေတာတော့ဘုရားကရိုးရိုးမသိဘူးနွားခွေခံပြီးတော့သေရမှာဟာကောင်းပြီဒီစန္ဒာလီတရောင်းသားမကြီးရဲ့ဘဝခရီးမှာကုသိုလ်ကောင်းမှုဘာရှိလဲဆိုတော့ဘာမှမရှိဘူးအဲ့ဒါဆိုရင်ဒီကမကြီးပဲသွားမလဲအပယ်သွားမယ်ဟာဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့ပါရဲ့ကုသိုလ်ကောင်းမှုဘာတစ်ခုမှလုံးမသွားပဲသေသွားလို့အပယ်သွားရင်တော့ဒုက္ခပဲဒီကမကြီးတော့အဲ့တော့ငါနဲ့တမျိုးတည်းနေပြီးတော့အပယ်သွားတယ်ဆိုရင်မကောင်းပါဘူးလေဆိုပြီးအဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားဘာလို့တုံးဆိုတော့နောက်ပါတန်ဃာတော်များခေါ်ပြီးတော့အဲ့ဒီဒကမာကြီးရှိတဲ့လမ်းကိုဘေးတိုင်းဆွမ်းကကြွဘာလို့တာလဲမဟာကရုဏာတော်ကြီးမားစွာဖြင့်အပေကလှုပ်ပြီးတော့နတ်ပြည်ကိုရောက်ပါစေဒကမာကြီးဘာကုသိုလ်မှပါမတော့သို့တော်မြတ်စွာဘုရားကိုဘေးတိုင်းအင်ဇလီကမ္မစာလို့ပြောတော့လေလက်အုပ်ကလေးတစ်ချိန်ပဲခြေပြီးတော့မြတ်စွာဘုရားကိုကြောလိုက်ရတဲ့အကျိုးဟာနတ်ပြည်မှာနတ်သမီးဖြစ်မယ်ဒီအကျိုးကိုမြတ်စွာဘုရားကဒီကမကြီးရသေးကြအဲ့ဒါနဲ့မြို့ရင်းမြတ်စွာဘုရားကြွမြတ်စွာဘုရားကြွတဲ့အခါကျတော့ဒီကမကြီးနဲ့စန္ဒာလီတရောင်းသားမှကြီးရတယ်အဖွားကိုကြီးဆိုတော့လေတောင်မွေးနဲ့မမြင်မစမ်းဟိုထောက်ဒီထောက်တောက်နဲ့ဟိုရင်သွားလိုက်ဒီရင်သွားလိုက်တောင်းလိုက်အဲ့ဒါမြတ်စွာဘုရားနဲ့ထိတ်တိုက်တိုးကိုလမ်းထဲမှာတိုးတဲ့အခါကျတော့မြတ်စွာဘုရားကရက်နေတယ်မဖယ်ဘူးသူ့အမှန်မှာကတကယ်ဆိုရင်ဘုရားနဲ့တွေ့တာပဲသူလမ်းဖယ်ပေးရမှာဘုရားမှလည်းမသိဘူးဘုရားနဲ့တမျိုးတည်းနေတဲ့ဘုရားမှသူမသိအဲ့ဒါနဲ့မြတ်စွာဘုရားကလမ်းပိတ်ရနေတော့ဘုရားကြီးဟိုတိုးတီတိုးဟိုတိုးတီတိုးသူလုံနေသူသိတဲ့သူဘုရားလမ်းမဖယ်ဘူးပေါ့သူအဲ့ဒီမှာဘုရားတိုင်မနေနိုင်တာကရှင်မောက်ကလာဘယ်သူကမနေနိုင်တာလဲရှင်မောက်ကလာကမြတ်စွာဘုရားရှေ့ကနေကြော်တက်ပြီးတော့တခါတည်းဒီစန္ဒာလီတရောင်းသားမကြီးကိုတွားပြီးတော့ဒကမာကြီးရှေ့မှာရွှေတောင်အလားမရက်တော်မူနေတာအဲ့ဒါမြတ်စွာဘုရားပဲမြတ်စွာဘုရားကိုဒကမာကြီးရှိခိုးပါမြတ်စွာဘုရားကိုဒကမာကြီးရှိခိုးပါဒကမာကြီးအသက်ကလေးသေဘက်ကိုနီးနေပြီဒကမာကြီးတက်ကသေဘက်ကိုနီးနေပြီတာတိကုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားအရဟံကုံတော်ဖြင့်ပြည့်စုံကြော်ကြားတော်မူသောမြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဒကမာကြီးလက်အုပ်ချီမှုရှိခိုးပါအဲ့ဒီလိုမနေနိုင်တဲ့ရှင်မောကလန်ကနောက်ကနေဘုရားရှင်ကြော်ထွက်ပြီးတော့အဲ့ဒီဒကမာကြီးကိုအတင်းသွားပြီးတော့တိုက်တွန်းတဲ့အခါကျတော့ဘုရားသားရဲ့အဲ့ဒီမှာအာနာပါနာနဲ့တဲ့ရှိခိုးရှင်တာတော့မဟုတ်အာနာပါနာနဲ့ဒါကြောင့်ဘုန်းကြီးတို့အဘိဓမ္မာကျမ်းများမှာရှိတဲ့ဘုရားသားအသင်္ကာရိကကုသိုလ်တသင်္ကာရိကကုသိုလ်ဆိုတာကုသိုလ်ကလည်း2မျိုးရှိတယ်ကုသိုလ်က2မျိုးရှိတယ်သူများတိုက်တွန်းလို့လုပ်တဲ့ကုသိုလ်နဲ့ကိုယ့်ဟာကိုယ်ဘယ်သူမှမတိုက်တွန်းမနှိုးဆော်ဘဲနဲ့လုပ်တဲ့ကုသိုလ်ဒီလိုရှိသေးတယ်အခုကတော့ရှင်မောကလန်ကထွက်လာပြီးတော့ဓမ္မကြီးတာရိကုံနဲ့ပြုတ်တော်မူသောမြတ်စွာဘုရားအရဟံကုံနဲ့ပြုတ်တော်မူသောမြတ်စွာဘုရားရွှေတောင်ကြီးလားမဒကမကြီးရှိကရေးရနေဒကမကြီးကြောလိုက်ပါဒကမကြီးရဲ့ဒကမကြီးအသက်ကသေဘက်ကိုနီးနေပြီနော်ဒကမကြီးကြောလိုက်ပါဒကမကြီးရဲ့ချော့မော်ပြီးတော့သူသွားပြောတဲ့အခါကျတော့မှဘုရားသားရဲ့အဲ့ဒီမှာအာနာပါနာနဲ့ဘာလို့တလဲအဲ့ဒီဒကမာကြီးကဘုရားသားတွေထိုင်တော့မထိုင်ဘူးတဲ့မတ်တရရှိခိုးတာဘယ်လိုရှိခိုးလဲအေးလက်အုပ်ကလေးချီလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုသေသေးချာချာမြတ်တော်ဘူးလို့လက်အုပ်ကလေးချီလို့ဥသုံးချိန်ချပါတယ်ဥပနဲ့ချိန်လဲဥသုံးချိန်ချတယ်တဲ့ဥသုံးချိန်ချတာခြေလဲ2ဦး1,000တို့5ဦးမြေတို့ကြီးမဟုတ်ဘူးမတ်တရကြောလားထိုင်တော့မထိုင်ဘူးဘွားကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကဂိုင်းဒီလောက်ဆိုရင်တော့ဒီကောင်မကြီးမှာကုသိုလ်ပါသွားပြီဆိုပြီးတော့မြတ်စွာဘုရားကကြောင်းတော်ပြန်ကြွ
ကျောင်းတော်ပြန်ကြွတော့မြတ်စွာဘုရားတဲ့သင်္ဃာတွေပြန်သွားတယ်အဲ့ဒီစန္ဒာလီသရောင်းသားမှာအိုကြီးရပြေးတိုင်အဲ့ဒါတောင်ဝကြီးထားပြီးတော့ခါကြီးကောခွက်လေးကိုင်းပြီးတော့ဟိုစန်းစန်းဒီစန်းစန်းနဲ့သွားရင်ရာတကြိုမြို့ဈေးထဲရောက်သွားတာဘယ်ရောက်သွားလဲဈေးထဲရောက်သွားတဲ့အခါကျတော့အဲ့ဒီမှာဈေးထဲမှာဟိုတိုးဒီတိုးဟိုတိုးဒီတိုးနဲ့ဘယ်ကနေဘလို့နွားတကောင်ကသူ့သားနမသားပြောက်တဲ့ချင်းနေအဲ့ဒါတခါနဲ့နွားကသူ့သားတော့ဘူးဘူးပဲနဲ့អော်ပြီးတော့အတင်းတခါနဲ့ဈေးထဲဝင်ချလာတော့မျက်စိကောင်းတဲ့လူတွေအားကောင်းမောင်းတဲ့လူတွေကဆိုင်ထဲဝင်တဲ့လူကဝင်ပုံတဲ့လူကပုံနွားလာတယ်ဟေးနမလာတယ်ဟဲ့သားပြောက်လို့လည်းမသိဘူးပဲနဲ့អော်ပြီးနွားနမမွန်လာတယ်ဟေးဝစ်ကြဟာပုံညာဟာဆိုတော့အဝါကြီးကနားလည်းလေမကြမျက်စိကလည်းမုံမတွေ့တော့ပြေးတယ်နွားရှိကလန်နဲ့သွားလို့တော့နွားကတခါတည်းဥကြုံနဲ့ခွေပြီးတော့သတ်ပြစ်တာအဲ့ဒီနားတဲ့အဝါကြီးအိုခွေလိုက်ထွက်ပြီးတော့သေရောဗျာကဲအခုဘုရားရှိခိုးပြီးတော့သွားတယ်အခုဟိုကြတော့သေတယ်သေလဲသေကိုသူဘာမှသွားဖြစ်တယ်လေတဲ့တာဝရိန္ဒနတ်ပြည်မှာနတ်သမီးအချမ်းရံ1000နဲ့စန္ဒာလီနတ်သမီးတဲ့ဘာနတ်သမီးတဲ့ဥပပပရိသန်နေတဲ့ဘွားကနေသွားပေါ်တာဒီမှာအသက်80ကျော်80သေတာနတ်ပြည်ကြတော့16နှစ်အရွယ်ဟာတခါတဲ့နတ်သမီးချမ်းရံနဲ့ဘုံမင်းမနေတဲ့သွားဖြစ်တော့လူပြည်လှမ်းကြည့်လိုက်တော့သူ့အလောင်းကဟိုမှာလူတွေဆွတ်ထုတ်နေပြီအဲ့တော့ဦးတွေခိုးလိုက်တဲ့တခါသိပြီးတော့ထမ်းထုတ်ပြီးတော့ပြင်မှာမီးရှို့ဘာညာလို့အိုးငါရုပ်ဟောင်းစွန့်ငယ်ပြီးတော့ရုပ်တဲ့နဲ့ဒီမှာလာပြီးတော့နတ်သမီးလာဖြစ်တယ်ငါဘာများကြီးကြီးကျယ်ကျယ်ကုသိုလ်လုပ်ခဲ့ပါလေပြန်စဉ်းစားလိုက်တဲ့အခါကျတော့အလိုနွားမဝှေ့ခင်တုန်းကပြန်ကြည့်တယ်ဟိုဘက်ဘုရားမြတ်စွာဘုရားနဲ့ငါနဲ့ထိတ်တိုက်ရင်ဆိုင်တိုးတာပဲငါအဲ့ဒီတုန်းကပေတီတီကတ်တတ်လုံနေတာဘုရားမကြော့ဘူးငါဘသူတိုက်တွန်းတာလဲဆက်ကြည့်တဲ့အခါကျတော့ရှင်မောက်ကလန်လူတိုက်တွန်းတာလဲဘုရားရှင်မောက်ကလန်ငါကျေးဇူးရှင်ပဲရှင်မောက်ကလန်ကြီးတိုက်တွန်းလို့ငါအဲ့ဒါစိတ်မပတပါနဲ့ရှ िख ိုးခဲ့တဲ့ကုသိုလ်တော်မှာအမလီနတ်ပြည်ရောက်တဲ့ကျေးဇူးရှင်ကြီးသိရအောင်သွားပြောအောင်မယ်ဆိုပြီးတော့အဲ့ဒါစန္ဒလီနတ်သမီးကဘယေတိုင်နတ်သမီးအချမ်းရံ1000နဲ့တကွဗိမာန်ကြီးမှာတခါတည်းယူဆောင်ပြီးတော့ရှင်မောက်ကလန်သတင်းသုံးတဲ့အကြောင်းကိုရောက်လာကိုရောင်ကိုဝါတောက်ပါသွားတယ်အဲ့ဒါရှင်မောက်ကလန်ကဟဲ့ငါကြောင်းရှိမှာနတ်သမီးဘယေတာအချမ်းရံနဲ့ရောက်နေတဲ့နတ်သမီးကသင်ဘာလို့လဲသင်ဘာဖြစ်လို့ငါရှိကိုလာတယ်လဲရှင်မောက်ကလန်ကမေးတာဘယ်သူကမေးတာလဲအဲ့ဒီတော့စန္ဒာလီနတ်သမီးကဘယေတိုင်လှုပ်ခြင်းကိုရှ िख ိုးပြီးတော့အဟံဗဒ္ဒန္တိစန္ဒာလီတရားထေရဏပေတိတောဝန္တိအရဟတောပါတိခောရမတယတတိနောဗဒ္ဒန္တိကရုဏာပွားငါအရှင်သူမြတ်ဖယားကရုဏာပွားအရှင်သူမြတ်ဖယားထေရဏဂုံရောင်လျာကြီးမထေမြတ်ကြီးဖြစ်တော်မူသောတရားကရုဏာပွားအရှင်သူမြတ်ဖယားသည်ပေတိတောနတ်ရွာလာယံရေတံပြညွတ်တိုက်တွန်းနိုးသောအတ္တိဖြစ်၍အရဟတောဗျမနလူသုံးပုံသူတို့ကြည်မြူကိုရောပူဇော်တော်မူအပ်ပါပေထသောယတတိနောအချမ်းအယံကျော်သောဂုဏ်နှင့်ပြည့်စုံတော်မူပါပေထသောဂေါရမသာဂေါရမနွယ်ဝါရှင်တော်မြတ်ဖရာ၏ပါရိခြေတော်အစုံကြာပရုံတို့ကိုအခါအာနာ၍သာလက်ဆယ်ပြားဖြင့်အာနာ၍သာလက်ဆယ်ပြားဖြင့်ထိတ်မှတင်ဖို့မတ္တရာရှ िख ိုးကြောခဲ့ပါသောအဟံတပိတော်ကစန္ဒာလီဟုသင်ကြီးခေါ်သာအမိရသောတတောင်းစာအမေအိုမကြီးဖြစ်ခဲ့ပါတယ်ဖယားလောအဝေါ်စာရွှေနေတော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်း